မျိုးရိပ်မင်္ဂလာပါရှင်မင်္ဂလာပါမင်္ဂလာပါရှင်မကျင်ထွေးရေကဲမင်္ဂလာပါတချေဟုတ်ကဲ့ပါကဲမင်္ဂလာပါမင်္ဂလာပါရုပ်ပါမင်္ဂလာပါတင်နေလာတချေမင်္ဂလာပါရှင်ကဲအလုံးတွေ့ရတာဝတ်တာပါတယ်မင်္ဂလာပါအဲ့တော့ဒီနေ့ topic လေးကအရေးကြီးရဲ့ပေါ့နော်အဲ့တော့ကိုရိုင်းအတွက်မဟုတ်လေကိုအနားမှာရှိနေတဲ့စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတော့ကိုစိတ်ပင်ပန်းလူပင်ပန်းနေမှမသိတော့လုပ်ငန်းခွင်မှာအလုပ်လုပ်နေရင်ねပေါ့နော်ပင်ပန်းထန်နွမ်းနေနေတဲ့လူတွေအတွက်ကိုညီပေးနိုင်တဲ့အသိပညာပေါ့နော်အဲ့တော့ဒီပညာရက်ကကိုအတွက်ဟုတ်ချင်မှလည်းဟုတ်မယ်ဒါပေမဲ့လူတိုင်းဝိုင်းအတွက်တော့အရေးကြီးရဲ့ပေါ့နော်အဲ့တော့အခုဒီမှာသုံးထားတဲ့ PowerPoint လေးက Sunny Education ရဲ့ဒီ Operation Manager လောက်ထားတာပေါ့နော်အဲ့တော့ तू ညနေကပြောပါတယ် तू တနေ့ကုန်နဲ့ဒီ PowerPoint လောက်တာအဲ့ဒါဆက်လိုက်တစ်ခုချင်းစီမှာတဲ့အဓိပ္ပာယ်လေးတွေနဲ့ဖန်တီးထားတယ်တဲ့ကျမ PowerPoint ကြည့်ပြီးလန့်သွားဟဲသမီးရဲ့အနဲ့ရောင်ငါတစ်ခါမှမမြင်ဘူးပေါ့မဟုတ်ဘူးတီချဲတဲ့စာတွေကိုခန်းစားပြီးမှတိတ်ချလောက်ထားတာပေါ့အဲ့တော့ cover မှာပဲကြည့်လိုက်ပါဒီမှာ1% ပဲရှိအဓိပ္ပာယ်ကကျမတို့မှာရှိနေတဲ့ခွန်အားတွေအင်အားတွေကြဆင်းလာတဲ့ခါမှာနေရထိုင်ရတာစမပြေဘူးပေါ့နော်ဒါကို ban out လို့ခေါ်ကျမတို့တက်ခါတင်မှာလူတွေကတောင်ဝတ်တရားနဲ့ပြီးအထူးသဖြင့်လူလက်ပိုင်းနေပေါ့နော် mid life လို့ခေါ်ပါတယ်20နဲ့45ကြားအိမ်တောင်ဝင်လူမှုတောင်ဝင်တာသမီတောင်ဝင်လူအတိုင်းဝိုင်းတောင်ဝင်ပေါ့နော်သူကအဲ့အရွယ်တွေကလှုပ်လဲလှုပ်နိုင်တယ်လှုပ်ရမယ်ဆိုတာလေသိတယ်ဒါပေမဲ့တချို့အရာတွေသူကစီးတွေပေါင်တွေမထားနိုင်တော့ဘဲနဲ့မနိုင်ဝန်နေထမ်းရင်နဲ့သူကအဲ့ဒီထဲကနေမထွက်တတ်တော့မထွက်တတ်တဲ့အခါမှာခံနိုင်အားတွေကကုံသွားပြီးအမတန်နာကျင်မှုတွေပင်မဲမှုတွေဘက်ထရီအားကုန်တယ်လို့ပဲစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအားနည်းမှုတွေဖြစ်သွားတာဖြစ်တယ်ပေါ့နော်အဲ့တော့စိတ်နဲ့ကိုယ်နဲ့မကတ်တဲ့အခါမှာသူရဲ့လက္ခဏာတွေရှိတယ်နော်အဲ့တော့အဲ့ဒီအကြောင်းအရာလေးကိုလေ့လာကြမယ်ကျမတို့ ban out ဆိုတဲ့စကားလုံးကိုရှာစာအုပ်မှာစပြီးကြားဘူးတော့စိတ်နဲ့ကိုယ်နဲ့မကတ်အဲ့တော့မေ့တယ်မှားတယ်မပျော်ဘူးဘာလို့မှမေ့သွားပါလေတခါတည်းယုံသွားတယ်ခေါင်းဖိဖို့မေ့တယ်ကြားဘူးလားခေါင်းဖိတာမေ့เสียရလားအဲ့လိုကိုမေ့သွားတာအဲ့တော့အဲ့လိုကိုမေ့လို့မေ့မှန်းကိုမသိအောင်စိတ်နဲ့ကိုယ်နဲ့မကတ်ရုပ်တဲ့ကြည့်တော့ဟာတာလို့ထင်ရတယ်ဒါပေမဲ့အဲ့ဒါဟာတာမဟုတ်ဘူးအသိစိတ်လွတ်သွားဒါတွေကမနိုင်ဝန်ထမ်းရင်နဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပင်ပန်းမှုတွေဖြစ်လာတာဖြစ်ပါတယ်ဒါဒီအကြောင်းအရာကိုကျမတို့လေ့လာကြမယ်နော်ဘာလို့လဲဆိုတော့လူအတိုင်းဝိုင်းအတွက်လူတွေမှာတာဝန်ရှိပါတယ်ဒါကြောင့်မို့ကိုယ်နောက်မှရှိတဲ့လူတွေကဘယ်လိုခံစားနေကြလဲအဲ့ဒီအတွက်ကိုကတာဝန်ရှိသလားတာဝန်ကတော့ယူတတ်ရင်ရှိတာဘာလို့လဲဆိုလူတွေမှာလူတွေပဲရှိတာမလို့လူတွေအတွက်တာဝန်ရှိပါတယ်အဲ့တော့ကျမတို့ဒေါက်တာဆန်နီဝဲမှာ Sunny Education ရဲ့ founder ထူထောင်ထားတာ9နှစ်ရှိပါပြီအဲ့ Sunny Education ကပုံမကောင်းမွန်တဲ့လူအတိုင်းဝိုင်းဖြစ်ဖို့ဆိုရယ်ရည်ရွယ်ချက်နဲ့ထူထောင်ပြီးတော့နှစ်ပိုင်းတွားရေးတာလေဒီမှာလဲပါထူးလေရည်ရွယ်ချက်ကောင်းနေနဲ့ထူထောင်ခဲ့တဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်ကိုဗစ်ကာလမှာကျမတို့အပြင်မထွက်ကြရဘူးလှုပ်ချင်တိုင်းမလှုပ်ရတော့ဘူးဘဝတစ်စစ်ချိုးတွေပြောင်းခဲ့ရအများကြီးလုံနေရနေရုတ်တရက်ကြီးခလုတ်ပိတ်လိုက်တဲ့ဆက်လို့ပဲရက်သွားအဲ့ခါမှာကျမတို့တယောက်ကိုတယောက်လက်တွဲ
ဖေးမှကူပြီးတပည့်တွေနဲ့ပူးပေါင်းပြီးမှ free seminar လုပ်ခဲ့တယ် community development တွေထူထောင်ခဲ့တယ်တယောက်နဲ့တယောက်အပြန်အလှန် we support each other I am with you ပေါ့အဲ့လိုပုံစံနဲ့ကျမတို့ဖေးမှကူညီပြီးမှ online platform တွေကနေတစ်ဆင့်ပေါ့နော်ဒီအတန်းတွေဖွင့်ပြီးလူတွေအများကြီးကိုအသိပညာတွေမျှဝေတဲ့လုပ်ငန်းစုတစ်ခုလည်းဖြစ်ပါတယ်မကြာခဏလေး free seminar တွေ book sharing တွေ debate တွေဒါလုပ်ပေးလေရှိပါတယ်အဲ့တော့ဒီတစ်လအတွက်ရွေးချယ်ထားတဲ့ topic ကတော့ burn out ဖြစ်တယ်အဲ့တော့ burn out ဆိုတဲ့စကားလုံး burn out ဆိုပင်ပန်းနွမ်းနေတာဘယ်လိုပင်ပန်းနွမ်းနေတာလဲရုပ်ပိုင်းဆိုင်ရာတော့၎င်းစိတ်ပိုင်းဆိုင်ရာတော့၎င်းခံစားမှုတွေတော့၎င်းစိတ်ဖိစီးမှုတွေများလွန်းလို့လုပ်ငန်းခွင်ရတော့၎င်းကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာမိသားစုတွေတော့၎င်း relationship တွေကနေတော့၎င်းတောင်းဆိုမှုတွေများအဲ့တော့အကြီးတွေကိစ္စလည်းကိုပါတယ်အငယ်တွေကိစ္စလည်းကိုပါတယ်အလုံးမှလည်းကိုပါတယ်ငါဆိုတဲ့အခါမှာငါပဲလားငါပဲလှုပ်ရတာလားဆိုတဲ့ခံနိုင်အားတွေလျော့ပြီးအင်အားတွေပါကျဆင်းလာဖြစ်တယ်အဲ့တော့သူ့ရဲ့တွင်ပြင်လက္ခဏာတွေကခွန်အားတွေနဲလားအင်အားတွေနဲလားလှုပ်တာလှုပ်နေရမပြီးဘူးခေါင်းကိုက်အိပ်ရခက်အိပ်တာတော့အိပ်လိုက်တာပဲရုတ်တရက်ပြန်နိုးတဲ့အချိန်လည်းမဟုတ်ပုံမှန်မဟုတ်တဲ့အိပ်စက်မှုဆိုင်ရာပြဿနာတွေကြုံရအဲ့တော့ပုံမှန်တော့မဟုတ်ဘူးပုံမှန်မဟုတ်နေရတော့သိဘာလေအဲ့ဒီဘန်းနောက်ကတရက်ထက်တညရဲနဲ့ရောက်လာတဲ့ဟာမျိုးမဟုတ်သူဟာဖြည်းဖြည်းချင်းမင်းရဲ့ဘဝတွေကိုတွားပြီးဝင်လာဖြည်းဖြည်းချင်းမင်းကမင်းတော့မသိဘူးလုံးဝကြီးအားအင်ကုန်ခန်းပြီးမလုံနိုင်မကိုင်နိုင်ဖြစ်မှာငါဘာဖြစ်တာလဲငါအရင်ကဆိုအလို့မဟုတ်ဘူးအခုအလို့သွားတာအလားပြင်းနေစိတ်တောင်မရှိဘူးပြောချင်ဆိုချင်စိတ်ကိုမရှိဘူးခရိုင်းလို့မတွေးချင်ဘူးခရိုင်းလို့မអော်နိုင်တော့ဘူးအဲ့တော့စိတ်မပါလက်မပါခံစားချက်မပါဒါမျိုးတွေဖြစ်တာပေါ့အဲ့တော့ तू ကဖြည်းဖြည်းချင်းဝင်ရောက်လာတာဖြစ်လို့အစကတည်းကသိဖို့လိုတယ်မဖြစ်အောင်တားဖို့လိုလုပ်ငန်းခွင်မှာဘန်းတော့ဖြစ်နေတဲ့လူရဲ့လက္ခဏာ तू ကပင်မန်းတာနွမ်းနေတာအင်အားကုန်ခန်းရုပ်ပိုင်းဆိုင်ရာတော့၎င်းစိတ်ပိုင်းဆိုင်ရာတော့၎င်းအင်အားမရှိတော့သလိုပဲပစ္စည်းအလေးတောင်မနိုင်တော့သလိုပဲလက်ကအလောက်ထိကိုအားအင်ကုန်ခန်းမှုဖြစ်တာဒါဟာဘန်းနောက်ရဲ့လက္ခဏာနောက်တစ်ခါအကောင်းမမြင်တာဟိုကလည်းကြည့်မြဒါလည်းကြည့်မြမသိဘူးဟာဘာမှလာမမင်းနဲ့ကြိုက်ဘူးဟိုကလည်းမကြိုက်ဘူးဒါလည်းမကြိုက်ဘူးအရင်ကဆိုစိတ်ရှိလက်ရှိရှိတဲ့လူတယောက်ကစိတ်လည်းမရှိနိုင်တော့ခိုင်းမြင်ပြီးငါ့ကိုပဲငါမှပဲလားငါမဟုတ်ရင်မပြီးတော့ဘူးလားဆိုတော့အရင်ကအဲ့လိုမဟုတ်ဘူးဘေးကလူတဲ့သူအရင်လိုမဟုတ်ဘူးသူပျော်မနေဘူးသူအားမရှိနေဘူးခရိုင်းလို့တာဝန်ယူခြင်းစိတ်တွေမရှိတော့အဲ့တော့အလုပ်တွေခိုင်းလဲ result မထွက်တော့မထိတော့မမိတော့ထိမိအောင်လဲအားမထုတ်တော့အားထုတ်ခြင်းစိတ်တွေလည်းရှိတော့နောက်တစ်ခါခဏလေးနဲ့စိတ်ရှုပ်တယ်အော်ခဏလေးနဲ့စိတ်တိုးစရာမဟုတ်ပဲလဲတိုးငိုခြင်းဝမ်းနေဘာမှမဖြစ်ချင်တော့ဘာမှမသိချင်တော့ညင်းလည်းမညင်း agree လည်းမဟုတ် disagree လည်းမဟုတ်တခုခုအာယုံဆိုင်လို့မြစာဖက်ရမယ်တိစမွဲဖြေစာအုပ်ကိုရှေ့ချတယ်တပိုက်ထက်ကိုမဖတ်နိုင်ဇကားကြည့်ရယ်ဟိုကြော်ကြည့်ဒီကြော်ကြည့်မကြိုက်တော့ဇကားဝိုင်းမှာထိုင်နေတယ်စိတ်မပေါဟဲ့နင်းအမေးနေရလေဟမ်ဗာမိလိုက်တာလဲ
ဘယ်သွားမှလဲမသိဘူးဘာစားခြင်းလဲမသိဘူးရတယ်လေသွားရင်လည်းစိတ်မပါလက်မပါအရင်လိုမဟုတ်တော့အဲ့တော့အဲ့ဒါတွေကခဏလေးနဲ့ဖြစ်သွားတာလုံးဝမဟုတ်ဘူးခေါင်းကိုက်တယ်ကိုက်ခက်ပြောက်စိတ်ခဏခဏတောက်ရတယ်တောက်ပြီးပုံမှန်ဖြစ်လာဆိုတော့မဟုတ်အဲ့ခက်အစားခက်အစာမကြေဖြစ်အန်ဂျင်နလိုဖြစ်အဲ့တော့တချို့တွေခဏခဏအကိုက်ခက်ပြောက်စေလိုရာတဲ့ပုတ်ပြီးတောက်ရအစာအိမ်ပြဿနာတွေခဏခဏတက်တခါတည်းမဟုတ်ခဏခဏတက်ဆေးတွေတကယ်ပြီးတကယ်တောက်ရအဲ့ဒါပုံမှန်မဟုတ်ဘူးအဲ့ဒါစိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်လို့ body မှာ symptom တွေလားပေါ်ကိုယ့်ရဲ့အိတ်ထဲမှာအကျော်ပြေလိမ့်စေးတွေဆောင်ရတယ်ခေါင်းရင်းထိတ်မှာလိမ့်စေးစီထားတယ်ဒါ normal မဟုတ်ဘူးကျမတို့ခန္ဓာရှိရင်အနာရှိရင်ပြဿနာရှိရင်မှန်တယ်ဒါပေမဲ့ခေါင်းကိုက်တယ်ကွာခေါင်းကိုက်တယ်စိတ်တောက်လိုက်တယ်ပျောက်တယ်ပေါ့အခုကအဲ့လိုမဟုတ်ဒီနေ့လဲကိုက်ပြန်ပြီနေ့ပြန်လဲကိုက်ပြန်ပြီတပတ်ကလည်းကိုက်ပြန်ပြီဟာဒါဆိုပုံမှန်မဟုတ်တော့တခါတည်းပင်မနဲ့ညောင်းညရဲစိတ်လိမ့်ရတော်ပြီပေါ့အဲ့လိုမဟုတ်ဘူးနေ့တိုင်းညတိုင်းကိုယ်ပိုးတွေတောင့်တင်းတကူလုံးတောင့်တင်းဟောဒါဆိုမင်းဘာတွေခံစားနေရလဲဘာလို့ပြုတ်ခြင်းအငြင်းဖြစ်တာတော့ဘာလို့စာမကြည်ဖြစ်တာတော့ဘာလို့စိတ်မပါလက်မပါဖြစ်တာတော့အဲ့တော့ဘန်းနောက်ဆိုတာဘာလဲဘန်းနောက်ဆိုတာပင်မနာတစ်ခုရယ်မဟုတ်ဘူးတဲ့ World Health Organization ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်အရဘန်းနောက်ဆိုတာလုပ်ငန်းခွင်ပြဿနာတစ်မျိုးပဲသူကလုပ်ငန်းခွင်မှာဖြစ်တဲ့စိတ်ဖိစီးမှုတွေကိုကောင်းကောင်းမစီမံနိုင်လို့စိတ်ဖိစီးမှုဖြစ်တယ်စိတ်ဖိစီးမှုတွေကြားလာတယ်များလာတယ်သူမတက်နိုင်တာတွေများလာတယ်မလုပ်ချင်တာတွေအများကြီးလုပ်ရတယ်ဆိုတဲ့အခါမှာဘန်းနောက်ဆိုတဲ့စိတ်နဲ့လူနဲ့မကတ်တဲ့ပြဿနာပေါ်လာဒါပေမဲ့ဘန်းနောက်ကဖြစ်တာတော့လုပ်ငန်းခွင်မှာဖြစ်ပေမဲ့အလုံးမှာပဲမနေခဲ့ဘူးတဲ့အိမ်ကိုလိုက်လာတယ်မိသားစုတွေကိုပါလာ relationship တွေကိုပါလာပြီးတော့မိရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးထိလိုက်အဲ့တော့အလုံးကြောင့်မဖြစ်တာလားဆိုတော့မဟုတ်ပါဘူးတခါတည်းမှာမိသားစုတွေနဲ့လည်းဆိုင်မှာအိမ်မှာလူမမရှိရယ်ညကိုစိတ်ယုံဆောင်အိပ်ရတယ်မနေ့ကျရုံသွားရတယ်လူတယောက်ဘလို့လုခံနိုင်မှာလဲနေရောညအောင်သူကကြောင်းသားဖြစ်တယ်တနေ့ကအကြောင်းတက်ရတယ်တကောင်တလွဲတိစလုပ်ရတယ်ကျူရှင်နေတက်ရတယ်အဲ့ဒီလူတယောက်ကဘလို့လုခံနိုင်မှာတော့လူသားဖြစ်တယ်အိတ်ချိန်စားချိန်အလုပ်ချိန်ဒါပေမဲ့သူဟာပုံမှန်ထက်ပိုတဲ့အိမ်ကိစ္စအောင်အလုပ်ကိစ္စအောင်လမ်းမှာကားကြက်တောင်တရက်ကားစီရတာအသွားနန်းနိုင်အပြန်နန်းနိုင်မိရပြက်နေလို့ထမင်းညမပါအရေးတဲ့မိုးဝရွာယူနီဖောင်းမပါလို့ရေဆိုနေလို့ယူနီဖောင်းမဝတ်မရအောင်ရေဆိုဝတ်ကြီးနဲ့နေခေါင်းကိုက်အလုံးမအဆုခံရအဲ့တော့လူတယောက်ကတစ်ချက်ထိုးခံရတာမဟုတ်တော့ဘယ်ရောညာရောရင်ဘတ်ကိုလည်းစောင့်ကန်ခံရနောက်ကနေလေတွန်းချခံရလူတယောက်ကမခံနိုင်တော့ပြောချင်တာဘက်စုံထောက်စုံကနေဝိုင်းပြီးမှဖိနှိပ်တဲ့တံခံရအဲ့တော့ဒါတွေကစဉ်းစားစရာဖြစ်တယ်ဒါကြောင့်မလို့တချို့တွေကဟဲသူအလုံးမပင်မလာတယ်နေပါစေသူ့ကိုဒါမခိုင်းနဲ့အဲ့လိုငဲ့ညာကြတယ်ဒါပေမဲ့တချို့တွေကငဲ့ညာခံခွင့်မရဘူးအလုပ်သွားတာပဲအိမ်ကိစ္စပဲဒါပဲအဲ့တော့သူ့ရဲ့ခံနိုင်တဲ့ limit တွေကကုန်လာတာနော်အဲ့တော့ဘန်းနောက်ရဲ့ stage ပေါ့အဆင့် 4 ဆင့်ကိုရှင်းပြမှာသူက stage 1ကို
honeymoon phase လို့ခေါ်အဲ့တော့ဆက်စချင်းဘန်းနောက်ဖြစ်နိုင်တဲ့ condition တွေနဲ့ကြုံတာပေါ့အလုပ်သစ်စဝင်တဲ့အချိန်စီမံကိန်းအကြီးကိုစလုပ်တဲ့အချိန်ဘန်းနိုင်အသစ်စထားတဲ့အချိန်ဟာစိတ်တက်ကြွအင်အားတွေကအပြည့်ကဘာကြီးပေါ်ကိုခုန်တက်ကလိုက်ချင်တယ်အကြာကြီးလုံနိုင်တယ်အကုန်သိချင်တယ်ညကိုမအိပ်နိုင်လှုပ်တယ်လုံနိုင်တာထက်တွေလည်းပုံပျော်လိုက်တာပြီးလိုက်တာဒါပေမဲ့လုံနိုင်တာထက်ပိုလုံနေတာဟာဘန်းနောက်အပင်လေးကိုစဆိုင်နေရတယ်တူတူဒီချေတို့ငယ်တော့လည်းအဲ့လိုပဲဒါပေမဲ့အခုဆိုရင်ကိုလည်းမလုပ်ဘူးကိုနားလူတွေကိုလည်းသတိပေး over တင်းနေမလုံးနဲ့လူမှာ limit ရှိတယ်ကျမရေးစီးပွားရေးလူမှုရေးဘာသာရေးအကုန်လုံးဟာအရေးကြီးတယ် balance ဖြစ်နေဖို့လို့အိတ်ချိန်အိတ်ပါစားချိန်စားပါလဲချိန်လဲပါအဲ့တော့ဒါကြောင့်မလို့ငယ်ရွယ်တဲ့လူတွေသတိထားဖို့ဘန်းနောက်ဖြစ်အောင်သူများလှုပ်တာလားကိုလှုပ်တာအဲ့တော့အဲ့ဒီ honeymoon phase မှာကြုံတွေ့ရတဲ့လက္ခဏာအလိုကျတောင်းဝင်ယူရတယ်လှုပ်လိုက်မယ်ရတယ်ကျမလှုပ်လိုက်မယ်ကျမရတယ်ဘုရားအပြန်သွားလိုက်မယ်အကုန် yes ဘယ်သူမှမလုံနိုင်ဘူး तू ကလုံနိုင်တယ်အဲ့တော့နောက်တစ်ခါနေမကောင်းလေးရတယ်စိတ်တောက်ပြီးလုံလိုက်ရုံးကပြန်လာမပြီးသေးဘူး meeting နေ join လာသမျှ message တွေပြန်တနေ့ကုန်လည်းလုတ်ခဲ့တယ်တညလုံးလည်းလုတ်ခဲ့တယ် break လည်းမယူရတယ်နေ့လည်းဇာမဆောင်ညဇာမဆောင်ချိန်ချီရတယ်ခောက်ဆွဲပြုတ်ကလေးနဲ့ပဲဘိုက်မဝဘူးရေတောက်လိုက်မယ်အပျော်တိစလိုက်မယ် work life balance လား no ရှိဦးအဲ့တော့ဘန်းနောက်ထဲကိုကြည်နက်ကြီးအစပြုတ်ပြီးခုန်ကူးတယ် stage honeymoon phase လို့ခေါ်ပါတယ်အဲ့တော့ကိုယ့်ဟာကိုယ်ဒါတွေကိုတတိထားဖို့လို့ပြီးရင်တော့ onset of stress တဖြည်းဖြည်းနဲ့ stress တွေကများလာတယ်အဝတ်တွေကလည်းမလျှော့တယ် deadline တွေကလည်းမပြီးသေးဘူးဂရိတွေပေးထားတဲ့ဟာလည်းမပြီးသေးဘူးဟိုအောင်လဲလာခဲ့မယ်ဒါလည်းလုပ်ပေးမယ်ဟိုလည်းကူညီမယ်ဒါပေမဲ့စိတ်တွေညစ်လာဟုတ်ပဲတော့ तू ကလည်းဟန်ဆောင်ပြီးတော့မှအာမနာဘူးဟုတ်ပဲဒါပေမဲ့ငါဆောက်ခဲ့တဲ့ပြဿနာတွေပဲအဲ့တော့မလုချင်တာတွေကိုညင်းချင်တော့ခန္ဓာကိုယ်ဆန္ဒပြခေါင်းကိုက်တော့နေမကောင်းတော့အမလုတ်ပေးမလို့ပဲနေမကောင်းလို့ဒါပေမဲ့အဲ့ဓာတွေကစဒါအဲ့လိုညင်းပြီးတော့ unconscious မှာကြိုက်လာဆိုမကြိုက်ပြန်တကယ်တော့ကိုယ်သူတော်ကောင်းလေးဖြစ်ချင် show off လုပ်ချင်အရင်ကတော့ကောင်းတာအကုန်လုံးနိုင်တာအရင်တော်တာ limit တွေကြော်ကုန်အဲ့ခါမှာအယုံစုဆက်ရခက်တယ်ဟိုလည်းမပြီးဒါလည်းမပြီးအဲ့ဆိုကိုမလေးစားတော့ဘူးလေအိတ်ဆက်ရခက်လာတယ်ဘယ်သူမှသိမခံနိုင်တော့ဟိုရွှေ့ဒီရွှေ့ escaping နေလုပ်တယ်ဒါ phase 2အဲ့တော့ phase 3 chronic ဆိုတာ long term ဆွတ်เสียကြာတရက်လည်းမဟုတ်တပတ်လည်းမဟုတ်တလလည်းမဟုတ်ကြာလာအဲ့တော့မပျော်တော့မသွားခြင်းတော့မတွေ့ခြင်းတော့တာဝန်နေမြူခြင်းတော့ရင်နေမရှိတော့ခွေနေခြင်းအဲ့ရတယ်ဘယ်မှလည်းမသွားခြင်းတော့ပွဲတွေလည်းမတက်ခြင်းတော့ကိုပဲရှောင်တာနောက်တော့လေကိုချစ်တဲ့လူနဲ့မတွေ့ခြင်းတော့ကိုလည်းမျက်နှာကိုမကြည့်ခြင်းတော့အလားလည်းမပြင်ခြင်းတော့ပြင်မလိုက်တာနွမ်းနေလိုက်တာသိလည်းမသိခြင်းတော့ဟဲဒါအမေမွေးနေလားမေ့ကုန်တာတော့ဆိုညကိုမွေးနေပါမေ့ကုန်ကို control မလုပ်နိုင်တော့လုပ်ဖို့ကြိုက်ဘက်တွေပဲကြည့်မြတော့မိသားစုတွေကြည့်မြ
ငါ့ဆိုမသိငါ့ဆိုနားမလဲဘယ်သူမှတကဘာလုံးငါ့အပေါ်မှာမကောင်းဘူးငါလေညံ့နေဟောတငယ်ချင်းတွေယာရုတက်သွားရင်ကိုကမတက်ဘူးအဲ့အတွက်လည်းမုဒိတာလည်းမပွားနိုင်ပျော်လည်းမပျော်ဒါဆိုးလိုက်ဆိုးတဲ့လက္ခဏာပြီးရင်တော့ဘန်းနောက်ထဲကိုလုံလျားလျားကြီးရောက်သွားပြီပေါ့ဘန်းနောက်အစစ်ဖြစ်သွားရင်တော့အဲ့လူတယောက်ကခြေနေတော်တော်ဆိုးသွား depression ဖြစ်ပြီးစိတ်နဲ့ကိုယ်နဲ့မကတ်တော့ daily life တွေပါအိတ်တာစားတာသွားတာလာတာလှုပ်တဲ့လှုပ်ထိုက်တာတွေမလှုပ်တော့ဘာမှကိုယ့်အတွက်အရေးမပါတော့ relationship ပြဿနာတွေတက်မယ်ဆိုးရွားအမားဖြစ်မယ်ဒီအဆင့်ကတော့အင်မတန်ဆိုးတဲ့အဆင့်ပျော်ရွှင်မှုတွေစိတ်တက်ကြွမှုတွေမကြာခဏဖျား deadline တွေလည်း miss ဖြစ်ပြောရမလားငိုရမလားဘာလို့ရမှန်းမသိတဲ့စိတ်နဲ့ကိုယ်နဲ့မကတ်တဲ့ဟာပင်ပန်းနွမ်းနယ်လွန်းတာတွေအင်းအားမရှိတာတွေဒါမျိုးလက္ခဏာကြုံရအဲ့အချိန်မှာတော့ကိုပျောက်ဆုံးတယ်လို့ခံစားရတယ်ရုပ်ပိုင်းဆိုင်ပြဿနာတွေကိုလည်းလာပြီးထိအဲ့တော့ဘန်းနောက်ကခဏဖြစ်လာပြီအကြာကြီးဖြစ်လာပြီဆိုရင်တော့ကိုဟာမနေ့ကိုအသက်ရှင်ဖို့ရုန်းကန်ရက်တည်နေရတဲ့ condition မှာရောက်ဒီအချိန်မှာတော့ professional ကပဲမင်းကိုဆွတ်ထုတ်ပေးနိုင်တယ် mental health profession ဒါကြောင့်မလို့ကိုယ်အနာမှာအကယ်လို့များဒါမျိုးလက္ခဏာတွေဖြစ်နေခဲ့ရင်တော့၎င်းကျမတို့အဲ့ရှင်းနာ phase 1 phase 2ကတော့အများကြီးတွေ့ရအများကြီးကိုတွေ့ရသူတို့ကံကောင်းစွာနဲ့ပဲလုပ်ငန်းခွင်ရတော့၎င်းကိုယ်တိုင်တော့၎င်း environment နေအခုနောက်ပိုင်းမှာ spiritual ဘိုင်းနေဟောပြောနေတဲ့ဆက်ဆံမတွေရှိတယ်တရားတွေရှိတယ်အဲ့တော့သူကံကောင်းစွာနဲ့ပဲတရားနာမိတာတော့၎င်းတရားထိုင်တာတော့၎င်းပတ်ဝန်းကျင်ကောင်းနေရှင်းတော့၎င်းဆိုရွာအစ်စ်နေမရောက်ဘူးပေါ့ဒါပေမဲ့အဲ့လိုမျိုးကောင်းမွန်တဲ့ပတ်ဝန်းကျင်နဲ့မတွေ့ဘူးလမ်းပြနိုင်တယ်လို့မတွေ့ဘူးဆိုရင်တော့ဆိုရတဲ့အစ်စ်နေရောက်သွားတတ်တယ်အဲ့ဒီအခါမှာလေပညာရှင်အကူအညီယူမှတာလင်သူဟာပုံမှန်ချင်းတွေကိုသွားနိုင်မှာဖြစ်ပါโอเคဒါဟာဘန်းနောက်ရဲ့ condition ကိုပြောလိုက်တာမဖြစ်ချင်ဘူးအဲ့ဒါမျိုးမဖြစ်ချင်ဘူးမဖြစ်အောင်ဘယ်လိုထိမ့်မလဲလက်အောင်ငယ်သားတွေရောမဖြစ်အောင်ဘယ်လိုတွေတွင်တင်ဆုံးမကိုသားသမီးကိုမောင်နှမကိုရဲ့ဂျူနီယာတွေအဲ့တော့ boundary ထားပါ boundary ဆိုတာပါစီးတွေဘောင်တွေပေါ့မင်းကတလောကလုံးရဲ့တာဝန်ယူစရာမလိုပါဘူးလူတိုင်းမှာကိုအတွက်တာဝန်ယူရမယ့်တာဝန်မွေးရပါပြီးသားအဲ့ဒါ self responsibility လို့ခေါ်ကိုတာဝန်ကိုယူခြင်းဒါပေမဲ့တစ်ခါတည်းမှာကိုမကန်မတွေးတတ်တဲ့ခါမှာဟိုကိစ္စလည်းကိုနဲ့ဆိုင်တယ်ဒီကိစ္စလည်းကိုနဲ့ဆိုင်တယ်အရာအလုံးကကိုနဲ့ဆိုင်တဲ့အခါမနိုင်ဝန်ထမ်းမိတတ်ကြဒါကြောင့်မလို့မင်းမတက်နိုင်တဲ့ကိစ္စဆို no လို့ပြောဒါငါမတက်နိုင်ဘူးဒါတော့မလုပ်နိုင်ဘူးအလုပ်ချိန်အတူတူပဲဒါလောက်ပဲလုပ်နိုင်မယ်ဒီတက်တော့ပို့ပြီးလုပ်လို့မရဘူးဒါအနားယူနေတယ်အနားယူမယ်အဲ့တော့ဥပမာပေါ့နော်အလုပ်တစ်ပတ်မှာ6ရက်လုပ်တစ်ရက်ကိုပိတ်ဒါပေမဲ့ပိတ်ရက်လဲအလုပ်ကလူကတစ်ချိန်လုံးဖုန်းဆက်ပြီးပြောတာအိမ်မဲ့ကြလိုက်ရင်ဖုန်းကလာလိုက်ရင်တကယ်ချင်းနေနဲ့ shopping ထွက်မလုံးလိုက်ရင်အလုပ်ကခေါ်လိုက်ရင်အဲ့တော့အဲ့ဒါလေးတွေ tricky အလုပ်ပိတ်ရင်ဖုန်းဆက်ပိတ်တယ်ဒါဟာအလုပ်ပေါ်မှာမကောင်းဘူးဒါပေမဲ့မင်းအလုပ်ကိုတန်မိုးထားလိုက်တယ်ဆိုရင်ကိုတန်မိုးမထားတော့တဲ့အထိပ္ပယ်
အလောက်ကမင်းအတွက်24 24/7ခုနှစ်ရက်လုံး24နိုင်လုံးအရေးကြည့်ပြီးတော့မင်းခန္ဓာနဲ့မင်းစိတ်ကိုအနားယူဖို့မင်းတရက်ကလေးတောင်မပေးနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်အဲ့တော့ငါတို့ကဝန်ထမ်းကောင်းလည်းဖြစ်ချင်လူကောင်းလည်းဖြစ်ချင်သားသမီးကောင်းလည်းဖြစ်ချင်ဟိုကောင်းဒီကောင်းအကောင်းမှန်သမျှအကုန်ဖြစ်ချင်အဲ့အတွက်မင်းအချိန်လည်းပေးရတယ်အားလည်းပေးရတစ်ချက်ခုတ်၅ချက်ပြက်ဆိုတာမရှိဘူးအဲ့ဒါထင်းတာဘယ်ဟာမှကောင်းကောင်းမပြတ်မင်းနှစ်ချိုက်အိတ်ချင်တာလားဖုန်းဆိုင်လန့်လောက်ထားမှရမှာ哦အဲ့တော့ဒါတွေဟာလောက်ရမယ်ဆိုတဲ့အဖြေကိုပြောတာမဟုတ်ဒါပေမဲ့ how to protect you yourself မင်းကိုမင်းဘလို့ကောက်ွယ်မလဲမင်းသိရဘယ်ဟာမင်းကိုစိတ်အေးချမ်းစေတာအဲ့တော့ဒီချက်လက်ရမကောက်ွယ်တတ်ပါဘူးယောဂဆိုရင်ဖုန်းကဘေးနားမှာ enquiry လာမှဆိုလို့ message လာမှဆိုလို့အဲ့လိုထားအဲ့တော့ဆရာမတင်နေလို့ရှိတယ်ဖုန်းကဖြီးဆိုမျက်စိကဖုန်းမှာဒီမှာစိတ်နဲ့ကိုယ်နဲ့မကတ်တော့ဆရာမကိုညီမအရွယ်ဖြစ်နေလို့ကိုပြောရမပြောဒါပေမဲ့မျက်နှာမကောင်းယောဂရဲ့အနှစ်သာရကတတိအတိကဲ့ပြီးအသက်ရှူတဲ့ဟာနဲ့တွားအဲ့လိုမျိုးအာယုံဟိုပြန့်ဒီပြန့်ဆိုရင်ယောဂကနမိတ်ခံမဲ့လောက်တာအဲ့နဲ့အဲ့ဒီသဘောတရားတွေသိလာတဲ့အခါအခုဆိုရင်ဆရာမလာမလားဖုန်းကို silent လုပ်ပြီးခန်းထဲမှာထားခဲ့အပြစ်မှယောဂတွက်လုပ်တယ်တနာရီအပြစ်ဆရာမကိုလည်းလေးစားရရောက်တယ်ကိုယ်ခန္ဓာကိုယ်လည်းတမုတ်ထားရရောက်အဲ့တော့မင်း24နိုင်မှာတနာရီလေးတောင်ကိုယ်တွက်ကိုမပေးနိုင်နာရီဝက်ကလေးတောင်မပေးနိုင်15မိနစ်တောင်မပေးနိုင်ဒါဆိုအဲ့ဒါဘာဘဝလဲတွိုက်လက်သွားရင်တော့ဖုန်းယူသွားတယ်ရေချိုးကန်သွားရင်တော့ဖုန်းယူသွားတယ်ဘာလဲအဲ့ဒီ3-5မိနစ်ဖုန်းမကင်ကဘာကြီးပြတ်သွားမှာအဲ့လောက်တော့မဲမင်းခန္ဓာဗေဒကဖြစ်ပြနေတဲ့ဇီဝကာမဖြစ်ပြမှုတွေတော့ကိုမင်းအချိန်မပေးနိုင်ဘူးလားဒါတွေကိုပြန်ပြီးသုံးသပ်အချိန်မပေးရင်အချိန်ယူတာပဲဘန်းနောက်ကလည်းဘာလို့ဖြစ်သွားလဲသူ့ကိုအချိန်မပေးဘူးသူ့ကိုပြစ်ထားအဲ့ဒီခါမှာ तू ကဆန္ဒပြန်ပြမအိမတာဖြစ်တယ်နေလို့ထိုင်လို့မကောင်းဘူးမပျော်ရွှင်ဘူးဘာဖြစ်လို့ဖြစ်နေမှမသိဘူးအဲ့ဒါဒီမိမိကိုပြန်ကြည့်ဖို့အချိန်မပေးတာအသက်ရှူသွင်းရှူထုတ်ကလေးတောင်စိတ်အေးလက်အေးမလုပ်တာတဘာဝနဲ့မနေတာလမ်းလျှောက်ဖို့ချိန်မရှိဘူးအသက်ရှူဖို့ချိန်မရှိဘူးတရားထိုင်ဖို့ချိန်မရှိဘူးချစ်တဲ့ခင်တဲ့လူတွေနဲ့တွားတွေ့ဖို့ချိန်မရှိဘူးအဲ့တော့အလုတ်လုတ်တယ်အခန်းထဲမှာခွေတယ်ငွေရှာတယ်အလုတ်လုတ်တယ်virtual wall မှာပြောတယ် TikTok တွေ Facebook တွေပွဲတကားကြည့်တယ်ဟဲဟိုလိုတော့ဒီလိုတော့ဘာကောင်းချိုးပေးတယ်အဲ့တော့ကောင်းမွန်တဲ့မှန်ကန်တဲ့ကိုချစ်တဲ့ခင်တဲ့လူတွေနဲ့တွဲဆုံမှုအချိန်မရှိတဲ့ခါမှာဘယ်မှာလဲ endorphin ဟော်မုန်းဘယ်မှာလဲ positive ဟော်မုန်းခန္ဓာကိုယ်ဆိုဟော်မုန်းနဲ့ဖွဲ့တာကောင်းမွန်တဲ့ဟော်မုန်းတွေမတက်လာတော့အဲ့မှာ cortisol ဟော်မုန်းဆိုတာ stress ဟော်မုန်းတွေတက်လာမယ်တက်လာမယ်များများလာမယ်အဲ့ဒါတွေပြိလာတဲ့ခါမှာမယုံထွက်နိုင်တော့အဲ့ထောင်ချောက်တဲ့ကိုဘယ်သူပဲခုန်စင်တာကိုပဲခုန်စင်တာအဲ့တော့အနောက်မှာအများကြီးကြက်မှသေးတယ်ပြောပြအဲ့တော့ကိုကာကွယ်ဖို့ဘောင်ရီထားပါဘယ်အချိန်မှ no လို့ပြောမှာဘယ်အချိန်မှ yes လို့ပြောမှာအဲ့တော့အဲ့ခါမှာအာနာလို့ဆိုရဲဘာစကားကြီးမှမသိအာနာလို့အာနာလိုက်တာသူ့ကိုအာနာလိုက်တာမင်းကိုအာမနာတာပဲအဲ့တော့ရွေးရမှာသူ့ကိုရွေးမှန်လားကိုရွေးမှန်လားသူ့ကိုတမုတ်ထားမှလားကိုတမုတ်ထားမှလားကိုခန္ဓာကိုယ်မှာ spare parts ပါတဲ့စိတ်ပိုင်းပါလားကိုစိတ်ထိခိုက်နာကျင်ရင်ဘသူကနှွေးထွေးမှုတွေပေးမှလဲဘသူကပြန်ကုပေးမှလဲစိတ်တက်ကြနေရင်ဘသူကပြန်မြင့်တက်မှလဲဘသူနဲ့နာတာလဲအဲ့တော့
ဒါတွေကခါသိတဲ့အမှန်တရားတွေဒါကြောင့်မလို့ဘောင်နွေးထားပါအဲ့ခါကျပြောကြတယ်လူတွေကမကြိုက်မှဆိုလို့မခင်မှဆိုလို့โอเคမင်းကိုတန်မိုးထားတဲ့လူကလေမင်းကိုတန်ဖိုးကိုထားမခင်စရာလည်းမရှိဘူးထားခဲ့စရာလည်းမရှိဘူးဒီချက်နားမှာဆိုဒီချက်တန်မိုးထားလို့အများကြီးပဲဒီချက်ဖုန်းဆက်လို့ရလားဒီချက်ဘယ်ချိန်လာလို့ရလဲ9 မိနစ်လောက်ကလေးတွေ့လို့ရလားမမေးပဲမလားခွင့်မတောင်းမဲဖုန်းမဆက်ဝိုင်းဒီချက်ကိုတန်မိုးထားရလေကိုတန်မိုးထားတဲ့လူနာမှာအဲ့ဒီလူကိုတန်ဖိုးထားတဲ့လူတွေအပြည့်ပဲအဲ့တော့မင်းကိုဘာလို့တန်ဖိုးမထားလဲမင်းမကိုတန်ဖိုးမထားတာရတယ် तू ကဘယ်ချိန်ဖုန်းဆက်ဆက်အမလေး तू အမြဘယ်ချိန်ပတ်တော့အားနေတာ always available always green light အားရလေအဲ့တော့ဒါတွေကပြန်ပြီးသုံးသက်เสียဖြစ်ပါကိုတန်မိုးထားရဲ့လားစားချိန်အိတ်ချိန်အလုပ်လုပ်ချိန်သူ့အချိန်နဲ့သူ boundary တွေရှိရဲ့လားဘယ်တော့ထားမှလဲဘယ်သူထားပေးမှလဲနံပါတ်1ကိုဂရုစိုက်အဲ့တော့ခန္ဓာကိုယ်မှာစီဝမ်းသွေးလေဆိုတာရှိတချို့များအလုတ်လုံးနဲ့စီးချုပ်ဝမ်းချုပ်တွိုင်လက်သွားဖို့ချိန်မရှိဘူးတွေ့ဘူးတယ်နော်အဲ့လိုလူရေမတောက်ဘူးတွိုင်လက်သွားဖို့အချိန်ကုန်မှဆိုလို့တဲ့သူ့ရဲ့ကြောက်ကက်လေးဘလောက်တနာစရာကောင်းလဲသူ့ရဲ့အသေးလေးဘလောက်တနာစရာကောင်းမြန်မာနိုင်ငံမှာကြောက်ကက်ယောဂဝေဒအများကြီးပဲကင်ဆာအများကြီးပဲအာဟာရနဲ့ညီအောင်ချက်ပြုတ်မစားတော့စားဖို့ချိန်မရှိဘူးဈေးသွားဖို့ချိန်မရှိဘူးချက်ဖို့ချိန်မရှိဘူး ready made တွေပဲစားအဲ့လိုလူမကင်ဆာမဖြစ်ဘူးဖြစ်မှာတော့အဲ့တော့ဒါအရန်ကိုရိုးရှင်းနေခန္ဓာကိုယ်ရဲ့ဘာတွေထည့်နေရလဲအဲ့ဒီအသေးတွေကြောက်ကတ်တွေကဘာတွေလက်ခံနေရလဲတို့နိုင်ငံလောက်ဟင်းသီးရွက်ပေါ်တာတို့နိုင်ငံမရှိအလုတ်လုံနေတာဘာအတွက်လဲ what is this life ဘာအတွက်လဲဘဝမင်းကောင်းမရှင်သန်ဖို့မင်းကျမ်းမာရေးကိုစောင့်ရှောက်ဖို့မင်းမတာဝန်ရှိတယ်မဟုတ်ဘူးလားဖြစ်လာမှစိတ်ကုမယ်ဆိုတာအင်မတန်မိုက်မဲတဲ့အတွေ့ပဲဖြစ်တယ်ကိစ္စတိုင်းမှာဖြစ်စေတဲ့အကြောင်းအကုန်ရှိတယ်ကြောက်ကမင်းရေကောင်းမတောက်လို့ဖြစ်တယ်မတဲ့တာကြီးစားလို့ဖြစ်တာအသေးအတူတူပဲချင်လွန်းတဲ့ဟာတွေဆက်လွန်းတဲ့ဟာတွေအလောက်ကပေးမနာ哦အရသာပြော့ရင်မတိုးတော့ဘာတွေတောင်းတချင်းဆက်ချင်းငန်းဆက်ကိုယ့်ရဲ့ဦးလန်းချောင်းလေးကိုမြင်ရောက်ကြည့်ရင်အချင်းတွေအဆက်တွေအငန်းတွေတရခေါ်ကြလာဘယ်မှာလဲအာဟာရဘယ်မှာလဲအသားတင့်စွာပြုပြင်ဆင်ထားတယ်ဘယ်မှာလဲအသီးရွက်ဘယ်မှာလဲကာဘိုဖိုင်ဘာလေ့လာဖို့လဲချိန်မရှိဘူးချက်ပြုတ်ဖို့လဲချိန်မရှိဘူးဟိုးအဲ့တော့ဒါတွေကကျမတို့ပြန်စဉ်းစားကြအဲ့ဒီအရသာလွန်ခဲ့တဲ့ဟာတွေတောင်းတနေတာမင်းလွန်ခဲ့တဲ့ကိုမခံမရက်နိုင်လောက်တဲ့စိတ်ဖိစီးမှုတွေရှိနေလို့ပဲဖြစ်တယ်ဒါတွေကပြန်ပြီးသုံးသပ်ရမယ့်အရာတွေဖြစ်တယ်အဲ့တော့မိမိကိုဂရုစိုက်ပါမိမိရဲ့ကျန်းမာရေးအလားအပရေချိုးခြင်းတွိုင်လက်သွားခြင်းကောင်းမွန်အိတ်ဆက်ကိုယ့်ရဲ့အခန်းကိုတရဲ့တန်ရှင်းဖြစ်ရဲ့လားတန်ရှင်းမှုချိန်ရှိရဲ့လားအေးရခင်းနေ3 ရက်တခါမပြောပါဘူးတစ်ပတ်တခါလဲလားကိုယ့်ရဲ့အိပ်ရာလေးကိုကြည့်လိုက်အောင်အိတ်ချင်စရာဖြစ်ရဲ့မလဲဘူးနော်တချို့တွေခေါင်းအုပ်နေအေးရခင်းနေအိပ်ရာဘေးမှာစာအုပ်ပေါင်း16တာပစ္စည်းပေါင်း36တာအိတ်နေကြွနဲ့ပိုးဟန်းနဲ့ပတ်လက်ပြေးနေလောက်ဘူးမတန်းရှင်းမှုချိန်မရှိဘူးအဲ့တော့ကိုဂရုစိုက်ရမယ်ကိုယ်တိုင်နိုးထဖို့အချိန်ရောက်လုံလောက်တဲ့အနားယူချိန်ကို
ကိုယ့်ရဲ့စိတ်ကျန်းမာရေးကိုပြန်စစ်အောင် healing လုပ်အောင်အသက်ရှူသွင်းရှူထုတ်လုပ်အောင်ချစ်တဲ့လူတွေနဲ့စကားပြောအောင်သွားအလုပ်တွေမှာအရင်စိတ်ဖိစီးနေအောင်အိမ်ကဖုန်းလာလဲစိတ်မရှိတော့ကိုချစ်သူကဖုန်းလာလဲဟာပြီးမှဆက်မယ်ဟာမအားဘူးမင်းတကယ်အိပ်ရတယ်လဲတော့ဘယ်သူတွေကလှုပ်ပေးမှာအချိန်မပေးရင်အချိန်ယူမှာနော်လူတိုင်းငွေလိုချင်နေရတော့မဟုတ်ဘူးအဲ့တော့ကိုယ့်ရဲ့စိတ်ခံစားမှုအခြေအနေတွေကိုပြန်စဉ်းစားဖို့လိုလာဖက်နယ်လေးချုပ်ပြီးမြေကြီးပေါ်မှာလက်မလျှောက်တာဘလောက်ကြာပန်းမနေရေမလောင်းတာဘလောက်ကြာကောင်းကင်ဘဝတိမ်နေမော့မကြည့်တာဘလောက်ကြာအခုချိန်ဆိုတာမြန်မာနိုင်ငံမှာအရန်လှစောင်းဥဝင်တဲ့အချိန်ဒီချက်တော့ခုလိုစကားကြီးစကားကျယ်တွေပြောဖို့ဒီချက်ကြာပြီတိတ်ချာနေပါတယ်မနဲ့စောစောထားတယ်လမ်းလျှောက်တယ်ပန်းမရေလောင်းတယ်ကောင်းကင်ကိုကြည့်တယ်ငှက်ကလေးတွေကြည့်တယ်ဒီနေ့မနေ့ပေါ့နော်ဒီနေ့မနေ့ဆိုမနေ့တနေ့ကုန်ကားစီးခဲ့တော့အေးရထားနောက်ကျတယ်6နိုင်ထိုးဖို့9မိနစ်မှထားဒါပေမဲ့တန်းပြီးရောမျက်နှာတစ်သွားတိုက်ပြီးဟိုးအိမ်မော်တက်သွားတယ်လမ်းလျှောက်တယ်ပန်းမရေလောင်းတယ်ဒီချေတို့ရတောင်မြောက်ရှေ့အဲ့တော့တောင်ဘက်မှာလေကြည့်ဟောမြောက်ဘက်ကိုလည်းတွားကြည့်ရောမြောက်ဘက်လမ်းရဲ့အနောက်ဘက်မှာဘုံကြီးကျောင်းနေရှိရတက်ပက်နေအများကြီးပဲငှက်ကလေးတွေအများကြီးပဲအဲ့တော့ဟိုဘက်မှာရှမ်းတောင်တန်းနေမြင်ရတယ်တဝက်လောက်ကမြူဆိုင်နေတယ်တောင်အထိပ်ကလေးပဲမြင်ရတယ်နေမင်းကြီးကထွက်လာတယ်ကောင်းလိုက်တာစိုက်ကယ်တွေကသွားနေကျူရှင်သွားတဲ့လူတွေဈေးသွားတဲ့လူတွေကုန်တင်ကားတွေဟိုအရန်ကိုကောင်းတာပဲဟိုနောက်ဖက်တည်းမှာမင်းဝန်တောင်နိုင်မြင်ရတယ်အေယာဝီမြစ်ထဲတက်လာတဲ့ခုံးငွေမြင်ပချီကားလို့ပဲပချီကားတော့အလောက်မလောက်45မိနစ်နေခဲ့ပထမဖွင့်လာတဲ့ပထမတစ်ပုတ်ပြီးခဲ့နေတိပြီးမှဆင်းလာတယ်မပြီးသေးဘူးအဲ့ဒါကိုဖះစင်မတင်ခဲ့ရေမိုးချိုးတယ်ပြီးမှစီမီထွန်းတယ်မွေးတိုင်ထွန်းတယ်ဖះရှိခိုးတယ်အမြဝေတယ်တရားထိုင်တယ်ပြီးမနဲ့စားစားတယ်ဧည့်သည်လာတယ်စကားပြောတယ်ပြီးမနဲ့တစ်ပိုင်းလုံးစားတဲ့နေ့လေအိမ်မှာအာဟာရနဲ့ညီချက်ပြုတ်ထားတဲ့ຢာတွေစားတယ်နေ့လေတစ်ပိုင်းစားသွားတင်တယ်ပြန်လာတယ်အိမ်မှာနာနေနေတယ်ပြီးအတန်းတက်တယ်အခုဆယ်မီနာလုပ်တယ်အဲ့တော့ work လည်းပါတယ် life လည်းပါတယ်ကိုအတွက်လည်းအချိန်ပါတယ်လူမှုရေးလည်းပါတယ်အဲ့ဒီခါမှာဘာမှမကျေနပ်စရာအကြောင်းမရှိဘူးပင်မလားဘာမှမပင်မကိုအတွက်လည်းပါတာဟုတ်ပြီပြောလိုက်မယ်ပေါ့နော်ဒီချက်တော့ပြောအားရှိအောင်မဟုတ်ပါဘူး awareness ဖြစ်သွားပြီအဲ့ခါမှာလွန်ကဲဖုန်းသုံးတဲ့ဟာလွန်ကဲတဲ့စိတ်ခံစားချက်ဒါလေးတွေကိုတတိလေးနဲ့ short ချဖို့လိုပါတယ်အချိန်မပေးရင်အချိန်ယူဒါကြောင့်မို့ကိုယ့်ရဲ့စိတ်အချိန်တွေကိုပြန်ပြီးမှစစ်ပါကိုယ့်ရဲ့အလုပ်ဘယ်နှနာရီလုပ်နေတာလဲပြန်ညှိနှိုင်းမှာအဲ့တော့ဘာလို့အလုပ်ပြောရလဲတချို့လူတွေက busy ဆိုတဲ့ driver နဲ့နေငါလုပ်လိုက်မယ်လုပ်မယ်ဟိုအောင်ဒီအောင်ကြည့်လိုက်အမြဲကို busy ဖြစ်တချို့ hurry up မြန်သူကသူကိုအသက်မရှူနိုင်အဲ့ဒါတွေပုံမှန်မဟုတ်ဘူးနော်ပုံမှန်မဟုတ်ဘာလို့ဖို့အလိုလွန်ခဲ့တဲ့အရာတချို့ be strong တမမယ်ငါခိုင်မာမယ်မလွယ်ဘူးဟိုကလည်းမလွယ်ဘူးဒါကလည်းမလွယ်ဘူးဒါပေမဲ့အဲ့ဒါပုံမှန်လားဆိုမဟုတ်ဘူးဇွတ်တင်းထားဇွတ်တမာထားတာအဲ့ခါမှာကိုပြန်ပြီးမှချက်လုံးဘယ်နှစ်နိုင်လောက်အလုပ်လုပ်နေရလဲ deadline တွေဘယ်နှခုလောက်ရှိရလဲအဲ့ဒီ burn out ဆိုတဲ့အရာကိုယ့်ရဲ့အလုပ်ပတ်ဝန်းကျင်ကိုယ့်ရဲ့ environment တချို့တွေကလည်းအလုပ်တော့ပတ်စံရတဲ့အလုပ်တော့မဟုတ်ပေမဲ့မိသားစုတာဝန်တွေတချို့ကအရန်ကိုများလွန်ကလေးကြောင်းပို့ရတယ်စောကြီးထားရတယ်ချက်ရပြုတ်ရတယ်မိသားစုကိစ္စတွေလုပ်ရတယ်ဘာရာထူးလဲဆိုဘာမှမဟုတ်ဘူးTTMတောက်တော့မရမပိုင်လည်းမပြီးဘူးရာထူးကလည်းမရှိဘူးလမ်းချက်တဲ့လမ်းမှာကောင်းမောင်းကြည့်အောင်အရန်ကို stress များ
အဲ့ဒါကြီး1 ရက် 2 ရက် 3 ရက်1 လ 2 လကြာတော့မခံနိုင်တော့အဲ့တော့ကိုကဘာတက်နိုင်တာလဲဘာလို့မတက်နိုင်တာလဲဘာကြီးကိုလွတ်ချလိုက်ချင်တာလဲဒါတွေကိုပြန်ပြီးမှချက်လုပ်ဖို့လိုပါတယ်ပြီးရင်တော့ကိုယ်ပတ်မှုကူညီမဲ့စနစ်တွေကိုပြန်ပြီးတိဆောက်ဘန်းနောက်ကငါပဲဆိုတဲ့ feeling ကိုရငါပဲဟိုကလည်းငါပဲဒါလည်းငါပဲဒါပေမဲ့သိကြတယ်မင်းတယောက်တည်းမဟုတ်ဘူးမင်းမေးကြည့်မင်းကိုချစ်တဲ့လူတွေနဲ့စကားတွေပြောကြည့်မိသားစုဝင်နေတငယ်ချင်းနေလို့ဖိုကင်ဘက်တွေနဲ့စကားပြောကြည့်အဲ့ဒီအခါမှာဒီလိုလေးလှုပ်ကြည့်ပါလားဒါတော့နင်းလျှော့လိုက်ဒါတော့ဘယ်တက်နိုင်မှာတော့ဒီဟာကြီးပုံမှာအလောက်ကြီးဆွဲလက်မထားနဲ့အတို့တငယ်ချင်းတွေဆိုလည်းရှိရလေချက်ကလည်းချက်ချင်နေလောက်ကလည်းလှုပ်ချင်နေကလေးကိစ္စလည်းကိုယ်တိုင်မှအမျိုးသားကိုလည်းကိုယ်တိုင်ချက်ကျွေးမှအော်လက်ကနှစ်ဖက်ပဲပါဘလုံးသုံးလုံးကင်ញင်လို့မရတချို့ဟာတွေခဏရက်ထားအဲ့ခါမှာကိုယ့်ကိုစစ်စစ်မှန်မှန်အကြံပေးနိုင်တဲ့လူတွေနဲ့စကားပြောဖို့လိုပါတယ်အဲ့ခါမှာကိုယ်ပဲမှားနေတာလားဆိုတဲ့ဟာမျိုးတွေကိုပြန်ပြီးမှစဉ်းစားပြီးမှဘယ်ဟာလွတ်ချမှာလဲဘယ်ဟာတော့လောက်မှာလဲဆိုတဲ့ဟာတွေပြန်ပြီးမှစဉ်းစားငါမရှိဘူးဆိုတာမဖြစ်ဘူးနော်မရှိဘူးနော်ငါတည်သွားရင်ဘယ်သူမှလိုက်မသိဘူးအဲ့ဒီတစ်ခုပဲစဉ်းစားငါမရှိလို့မဖြစ်ဘူးဆိုတာရှိကိုမရှိဘူးအဲ့ဒါအမှန်တရားပဲအဲ့တော့တကယ်တော့အကုန်လုံးကငါလိုက်ဆွဲနေတာငါအဲ့တော့ငါခဏကြီးရှိလားမရှိလားသိဖို့လဲငါမှပဲတာဝန်ရှိပါတယ်ဘန်းနောက်ကတကယ်ပဲတဲ့ဒါပေမဲ့အဲ့ဒါကိုပြောင်းပြန်လည်လို့ရတယ်စိတ်နဲ့လူနဲ့မကတ်တဲ့ဟာကိုကအောင်ပြန်လုပ်လို့ရတယ်ဒါပေမဲ့ကတ်ချင်မော့အဲ့တော့အဲ့ဒီ stage တွေခုပြောတဲ့ဟာတွေရှိနေပြီလားအဲ့ဒါဆိုရင်အသက်ကလေးဝဝရှူလိုက်ပါဒါမင်းအပြစ်သားမဟုတ်ပါဘူးဆုံးရှုံးနေရလည်းမဟုတ်ဘူးမင်းကလူသားပဲလေသိတယ်အကူကြီးယူမယ်ပြောင်းမယ်ခဏလေးပြန်ကောင်းလာမှာကိုမတက်နိုင်တော့မတက်နိုင်တာမနိုင်ဝန်ဆိုတာမနိုင်ဝန်ဒါကြီးကမလုံနိုင်ဘူးဆိုတာမလုံနိုင်ဘူးမှန်သိဖို့လို့ကမ္ဘာလောကကြီးမှာရှင်သိတွေလည်းရှင်သန်ခွင့်ရှိတယ်လို့ပရက်စိတ်တွေလည်းရှင်သန်ခွင့်ရှိငှက်ကလေးတွေလည်းရှင်သန်ခွင့်ရှိအဲ့တော့ကိုကခွန်အားနေလေရှင်သန်ခွင့်ရှိကိုကြားလားကြောင်လားမှန်သိဖို့ပဲလို့ကြောင်ဖြစ်နေပြီကြားတောင်ယူလို့မရဦးကြောင်ကြားဖြစ်တယ်အဲ့တော့ကိုသတိပြုမိဖို့လိုတယ်ဒါမဲ့မင်းဘာဖြစ်နေလဲဆိုတော့မင်းမြင်အောင်ကြည့်ဖို့အချိန်လိုကိုပြန်ဆက်စစ်ဖို့ပြန်တွေးဖို့အချိန်ပေးရလားတရားထိုင်နိုင်ရင်ကောင်းတာပေါ့တရားမထိုင်နိုင်လေကိုเจ้าကိုလေးပြန်တွေးရမှာပေါ့တက်ဘယ်လောက်ရှိပြီလဲကိုတာဝန်ယူရမယ့်သူတွေကဘာတူလဲကိုတာဝန်ယူနေတာဘာတူတွေလဲကိုရောဘာတွေလုပ်နေလဲဘယ်ဟာတွေကကိုယ်ပဲမန်းနေဘယ်ဟာတွေလုံးမပြောဘူးလေဘယ်ဟာတွေဆိုပြောလေဘယ်အရာတွေကကိုယ်တားဆီးနေဘယ်ဟာတွေကဖိအားတွေဘယ်ကျိုးတွေကိုဖြတ်မှာအဲ့ဒါတွေလုပ်ဖို့ဘာတွန်းဆုံနေရလဲအချိန်တန်လောကကြီးကထွက်သွားမှာမဟုတ်လားဘဝဆိုမွေးတာနဲ့တိတ်ဆုံးတာကြောင့်ဖះဟောထားပြီးသားမိမိကိုကောင်းစွာစောင့်ရှောက်ခြင်းဟာမင်္ဂလာပဲအခုကိုမစောင့်ရှောက်နိုင်ဘူးကိုကမပြောနိုင်ဘူးကိုကဖိအားတွေများနေတယ်အဲ့လိုလူတွေကိုနာမရှိနေလမ်းပြပေးပါအဲ့တော့လုပ်ငန်းခွင်မှာဘန်းနောက်ဖြစ်စေတဲ့အကြောင်းထိမ့်ချုပ်မှုမရှိအလုပ်ချိန်ကတိကျကျမရှိဘူးတာဝန်ကတိကျကျမရှိဘူးပေါ်လာတယ်လို့လုပ်ရတာ
ဘယ်ချိန်မှလည်းမသိဘူးဘာမှလည်းမသိကြီးရင်လည်းကြီးတယ်သိရင်လည်းသိတယ်အခုခေါင်းခုပေါ်ရင်ပေါ်လာတယ်ဟောလူတယောက်က sense of security မရှိဘူးဘယ်ချိန်ခေါ်မှန်းလည်းမသိဘူးအိတ်တန်အိတ်နေရတာဘယ်ချိန်မှထားမလဲမသိဘူးအဲ့ဒါတွေကဘယ်နောက်ဖြစ်စေတဲ့အချက်တွေကိုကဘာလုပ်ရမယ်ဆိုတဲ့ဟာလေတိတိကျကျမရှိဘူးရာတို့တော့ပေးထားတယ်တိတိကျကျလည်းမဟုတ်ဟိုလားလည်းမဟုတ်ဒါလားလည်းမဟုတ် clarity မရှိ lack of clarity ရှင်းလင်းတိကျမှုမရှိဒါတွေကလည်းဘန်းနောက်ကိုဖြစ်စေတဲ့အရာတွေနောက်တစ်ခုကတော့ရန်ဖြစ်တနာတက်ဘလူနဲ့လည်းမတည့်ဘူးဒီလူနဲ့လည်းမတည့်ဘူးကိုတစ်ခုခုပြောလိုက်ရင်လေအဲ့လူတွေဟာကိုယ်သဘောမတူကိုတစ်ခုခုလုံးလဲအသေးစိတ်လိုက်ပြီးဝေဖန်ခဲ့ရဲ့သူတို့လှုပ်လားဆိုလဲမဟုတ်အဲ့တော့အဲ့ဒီခါမှာလူတစ်ယောက်ကငါဘာတူလဲဆိုတာပြောက်ငါဘာတော့ငါမန်နေဂျာလားမန်နေဂျာလုပ်ပိုင်ကိုရှိလားမဟုတ်ဘူးလားမဟုတ်တော့လဲဟုတ်လားဆိုလည်းမဟုတ်ဘူးအဲ့တော့အဲ့ဒါတွေကဘယ်နောက်ဖြစ်စေနောက်တစ်ခုလှုပ်เสียများလုံးရင်လေဘယ်နောက်ဖြစ်တယ်လို့လှုပ်เสียနဲလုံးရင်လေဘယ်နောက်ဖြစ်အဲ့တော့ဒါဆိုဒီချက်ကြုံမှုတယ်ဒီချက်စတင်ရတာကိုရမ်းကြိုက်တာမွေးရပါကြိုက်တဲ့လူပေါ့ကွာအဲ့ဒါနဲ့2004မှာကွန်ပျူတာတက္ကသိုလ်မှာဆရာမစဖြစ်မန္တလေးကွန်ပျူတာတက္ကသိုလ်တက်အောင်မှာအဲ့မှာတစ်နှစ်နဲ့9လမနေ့ဆိုရင်9နိုင်ထားတယ်6ခွန်ကဘောရဆောင်မှာအင်္ဂလိပ်စာတော့တင်ပြန်လာမနေ့စာစားတယ်ပြီးရင်ဖယ်ရီဂိတ်ကို9နိုင်ခွဲသွားတယ်မန္တလေးကနေတက်အောင်1နိုင်နဲ့15မိနစ်ကားစီရတယ်ကျောင်းရောက်ပြရတယ်အတန်းဝင်စာဖတ်တငယ်ချင်းတွေနဲ့စကားပြောကနေသွားအဲ့လိုနဲ့ပဲ3နိုင်ခွဲလာမသိဘူးကျောင်းဆင်းတာအဲ့ဒါတခါပြီးရင်1နိုင်15ကားပြန်စီအိမ်ပြန်ရောက်ခဏနာပြီးရင် guidance ရှိရယ်ည7နိုင်ထိအဲ့တော့အရင်ကတမိုးရှိတာပဲမနာကိုမနာရအောင်9ရက်လုံးပဲစနေတရငနေ့ဆိုဘောရဆောင်တွေမှာအင်္ဂလိပ်စာသင် chemistry သင်တမိုးတွေကလည်းရှိပတ်စံတွေကလည်းဝင်တပည့်တွေကလည်းအများကြီးပဲအဲ့တော့အလုတ်လုံနေရတော့လူကတမိုးရှိရကိုကြိုက်တဲ့လုပ်ကိုလုပ်ရတာအဲ့မှာမတနေ့နဲ့6လပြည့်တော့တနေ့နိုင်တန်းဖိတ်ကို transfer ရောက်တော့အဲ့ကြောင့်လူနေနဲတော့2တန်း3တန်းမဲ့တင်ရတရက်ကိုစာတင်ညာတစ်ချိန်2ချိန်ပဲရှိတော့တနေ့ကုန်တော့အားတော့တွေးပြီပေါ့လူဟာတမိုးမရှိသလိုအတိတ်ပဲမရှိသလို feeling နေဖြစ်လာအဲ့တော့ဘာလို့ဒီလိုကြီးနေမှာလဲနောက်ဆုံးမှာတော့ escaping ဆိုအလုတ်ထွက်ဖို့ပဲစဉ်းစားအဲ့တော့လူတစ်ယောက်ကအားလုံးနေလည်းမကောင်းများလုံးနေလည်းမကောင်း balance ဖြစ်ဖို့အင်မတန်ရေးကြည့်ပါဒါလုပ်ငန်းခွင်မှာဝန်ထမ်းခန့်ရင်သတိထားပါဘာမှတာဝန်မပေးလွန်းတာလေစိတ်ပြက်ပြီးအလုတ်ထွက်တတ်တယ်အပေးလွန်ရင်လေသူ့ဟာသူမနိုင်မနှင်းဖြစ်ပြီးထွက်တတ်တယ်ဒါဘယ်နောက်ကိုဖြစ်စေတဲ့အရာနောက်ကတော့အကူမပေးတာပေါ့နော်အဲ့တော့အရန်နေလောက်ရတယ်ဒါပေမဲ့အနောက်မှာဘယ်သူမှမေးရမှန်းလည်းမသိဘယ်သူကမှကိုယ်အနောက်မှာမရှိဆိုရဲ feeling နေဒါတွေကလည်း ban out ဖြစ်စေတယ်ဒါကတော့အလုံးမှာပဲဖြစ်ဖြစ်မိသားစုဘဝမှာပဲဖြစ်ဖြစ်တယောက်တည်းပဲလောက်ရတာဘယ်သူမှအကူမရှိဘူးအဲ့ဒါတွေလည်း ban out ဖြစ်စေတာပဲနောက် work life balance မဖြစ်တာဒါ international topic ပါအဲ့တော့အလုပ်ပေါ့ဒါဒီချက်ရဲ့ PhD research တိုက်တယ် work life balance ဆို
working mother အမျိုးသမီး400ကျော်မန္တလေးကအမျိုးသမီး research လုပ်တချို့တွေရဲ့လမ်းပေါ်မှာအချိန်3နာရီကြာဥမာပလိတ်တို့မြင့်ငယ်တို့ကြောက်ဆယ်တို့ဒါမျိုးတွေနဲ့မန်းလေးကိုအလုပ်လာလုပ်စိုက်ကယ်စီးချိန်ကအသွား1နာရီခွဲအပြန်1နာရီခွဲကုန်ပြီလေတချို့ကလေးမေတွေဆိုအင်တာဗျူးကိုသူတို့မနဲ့ထွက်လာတော့ကလေးကအိတ်နေတယ်တဲ့ပြန်လိုက်အိတ်သွားပြီတဲ့ကလေးငယ်ငယ်လေးကလေးကကျမကိုမမှတ်မိဘူးတဲ့သူတို့ရဲ့ဆန္ဒကိုမေးတဲ့အခါမှာကလေးကိုပြုစုပြောထောင်နေတာပဲရှိသူတို့က operational level တွေပါတန်ရှင်းလုတ်သမားတို့စပွဲတို့အောက်ခြေဝန်ထမ်းမနေ့ရှညနေ6ပြီအလုပ်ချိန်အဲ့တော့ဒါပေမဲ့ educated person တွေကတော့သူတို့အလုပ်ချိန်နေတယ်အိမ်မှာကလေးကြည့်ပေးတဲ့လူရှိတယ်ဝင်ငွေထိုက်လျောက်ရှိတယ်အဲ့တော့ဘန်းအောက်ဒီအခုနအလုပ်ချိန်များလွန်းတဲ့ဟာလေအလုပ်မှာပဲအချိန်ကုန်လွန်းပြီးမိသားစုဘဝတွေအတွက်အချိန်မပေးနိုင်တာလေဒါတွေကလည်းဘန်းအောင်ဖြစ်စေအဲ့တော့ဒါပေမဲ့ကိုကဒါတွေကိုသိပြီဒီအချိန်ကြီးကိုမကြိုက်ဘူးဆိုရင်တော့နီလန်းနေရှိပါတယ်ဘာဘယ်လိုနီလန်းနေလဲကာကွယ်ကြမလဲထိန်းကျောင်းညနံပါတ်1ဘာလုပ်ရင်ကောင်းမလဲဆိုတဲ့ရွေးချယ်စရာတွေရှာကြကိုယ့်ရဲ့အလုပ်ရှင်ကိုယ့်ရဲ့မန်နေဂျာကိုယ့်ရဲ့အုပ်ချုပ်သူနဲ့စကားပြောမယ်ဒီလိုခက်ခဲတွေရှိတယ်ဒါကိုဘယ်လိုလုပ်မလဲဆိုတဲ့ဟာမျိုးပေါ့တခါတော့အမှတ်မိသေးတယ်ကျွန်မအဲ့ college မှာဆရာမလုပ်တော့ကျွန်မတားအကြီးမူကြိုထားကလေးကသူ့ကိုကျောင်းလာကြိုစေချင်အမြဲငိုတယ်သူ့ကိုကျောင်းကြုံကားဒရိုက်ဘာနဲ့မကြိုနဲ့သူအဲ့ကျောင်းမတက်ချင်ဘူးဒါမျိုးတွေပေါ့အဲ့ခါကျကလေးကအမြဲနေ့စဉ်ရက်ဆက်ငိုတဲ့ခါကျကျောင်းအုပ်ကိုပြောရတယ်ဆရာကကျမတို့ဒီတစ်ခါအတန်းချိန်ပေးရင်နောက်ဆုံးအချိန်မပေးပါနဲ့ဒီ6လလေးဒီ semester တစ်ခုလေးပဲနောက် semester ဆိုတော့ကလေးကြည့်သွားပြီဘာလဲဆိုကလေးနဲ့အမေကအမြဲပဲတိုက်ပွဲဆင်နေရအဲ့တော့ဆရာလုပ်ပေးတယ်သူ့ကို1နဲ့3အချိန်ပဲပေးလိုက်နောက်ဆုံးချိန်ဖြုတ်လိုက်ဆိုကလေးကြောင်းကြိုလို့ရအောင်အဲ့တော့work ကလည်းအရေးကြီးတာပဲမှန်တယ်ဒါပေမဲ့ life ကလည်းအရေးကြီးတာငါနဲ့အောက်ကလေးတွေပြည့်စုံပြောထောင်မှုမှာအိမ်မတက်အေးကြည့်ပါသူတို့စိတ်လုံးချုံမှုရှိမှအုံနောက်ဖွင့်ပြမှုအပြည့်အဝရအဲ့တော့ဒီဟာတွေကိုကျမတို့ကြည့်ရမှာနော်အဲ့ခါမှာကိုယ့်ရဲ့အုပ်ချုပ်သူတွေကိုစကားပြောကြည့်ရမယ်ညှိကြည့်ရမယ်ဖြစ်နိုင်ခြေရှိတဲ့ပန်းနိုင်တွေထားကျမတို့ဟုတ်တယ်ဆွမ်းဆန်းတမန်ပန်းနိုင်ကြီးကြီးထားဝါဖြစ်ချင်တယ်ဓာတ်ဖြစ်ချင်တယ်မှန်တယ်ဒါပေမဲ့တချို့တွေကကျမတို့မတက်နိုင်ဘူးကျမတခါတော့HRN တခုမှကျမတပည့်တယောက်ကပြောပြသူကညဆိုရင်နဲ့အိမ်ပြန်ရအောင်တနေကုန်ဘာလုပ်ခဲ့ရဲဆိုတာဟုတ်တဲ့ချာနေရေးတာတဲ့ကျမသိသူကကလေးငယ်လေးရှိတယ်ကလေးကတော့ကိုငယ်သေး4နှစ်လား5နှစ်လားအဲ့နဲ့အဲ့ဒါလို့ကလေးတိတ်တဲ့အချိန်မဟုတ်ဘူးလားလို့ကျမပြောကလေးရတဲ့အမေတို့နဲ့အိတ်တာတဲ့ဘာလို့အမေတို့နဲ့အိတ်တာလဲလို့သမီးကလေးမဟုတ်ဘူးလားအဲ့နဲ့နောက်ထပ်အိတ်ချမနေကြအမျိုးသားဟာတဲ့အမတဲ့အဲ့ဒါတော့မဟုတ်ဘူးနော်တဲ့အဲ့ကမှ तू ကနည်းနည်းပေါ့နော် तू ကထင်တာ तू အလုပ်တွေလုပ်တယ်ဂျာနေရင်သူ့ကိုတီချာချီးကျူးမှာပဲလို့ထင်တာမှန်တယ် तू ကအလုပ်တော်တယ်တနေ့ကုန်လည်းအလုပ်လုပ်ပြီးပြီမင်းအိမ်ပြန်ရအောင်ကလေးကိုချိန်မပေးဘူးလားမဟုတ်ဘူးတဲ့ကျွန်တော်ဘဝမှာအလုပ်ကနံပါတ်1ပဲတဲ့ဟဲ့အဲ့လိုဘာလို့ကလေးမွေးရတော့လို့အဲ့နဲ့ तू ပို့ပြီးအံ့ဩသွားဟင်တီချာကလေတဲ့ဟုတ်တယ်လို့ငါတနေ့ကုန်အလုပ်လုပ်ပြီမယ်ညဆိုငါရဲ့လက်နှစ်ဖက်မှာငါသားနှစ်ယောက်တင်ပြီးအိတ်တာအဲ့အချိန်ကဘဝမှာတမိုးရှိဆုံးမှာအဲ့မဲ့ तू အရန်ကိုအံ့ဩသွားဟာတဲ့ဟာဆိုအဲ့နဲ့မဟုတ်ဘူးသမီးလို့ကလေးတွေမှာစိတ်ဖိစီးမှုတွေရှိတယ်လို့သူတို့ကဒီမိဘတွေစီချစ်ချင်းမြတ်တာကိုလိုချင်နေအဲ့ကမှ तू ကိစ္စပြောပြအိုးအဲ့ဒါကြောင့်နေမှာတဲ့
သူကပေါ့လေသူကဖုန်းဆိုင်တစ်ခုရဲ့အကြီးကဲအုပ်ချုပ်သူဝန်ထမ်း35ရက်လောက်ရှိသူက overtime ဝန်ထမ်းနေပြန်လဲသူကမပြန်ဘူးသူကမပြန်မဲ့တနေ့ကုန်ရဲ့ဟာရီပြန်စစ်တယ်လိုအဲ့ CCTV ကြည့်တယ်တတိယခိုင်းတာလားဆိုသူပို့ဆိုးသေးလားမဟုတ်ဘူးတဲ့တတိယပြန်ခိုင်းနေတယ်ကျွန်တော်ကမပြန်တာတဲ့ကျွန်တော်ယာတို့က operation manager ဆိုတော့တာဝန်ကျေချင်တာတဲ့တာဝန်ကခြေတာထက်ကိုပိုးနေဒါမဲ့အလွန်အကျူးတွေလောက်တာပေါ့နော်အဲ့တချို့လူတွေပါကိုဒိုင်းလို့ကရဲနဲ့ကိုစီလာမဲမြားတွေကလွဲသွားတယ်ပြောချင်တာက तू ကမိခင် तू ကလေးအတွက်တာဝန်ရှိတယ်ကိုအလုတ်ဆိုဒီကလေးကအဖွားလက်ကိုဆွဲပြီးအမေကိုမျောရတယ်အဲ့တော့သူ့အမေကအိမ်ပြန်နောက်ကြတော့တဲ့ကလေးကတဲ့ယုံလိုက်လာရုံးထဲကိုမဝင်ရဲတော့တဲ့ဓာတ်တိုင်အောက်မှာဖွားနဲ့စောင့်နေအဲ့မှာနှင်းဆိုပြီးတော့နမိုးနီးယားဝင်ပြီးစိတ်ယုံတက်ရအဲ့သူ့မျိုးသားပြောတယ်တဲ့ကလေးဖျားပါစေလို့ဆုတောင်းတယ်အဲ့ဒါမှမင်းကအလုပ်ပြက်မှာအဲ့နဲ့တဒန်းလုံးကသူ့ကိုဝိုင်းပြီးတော့ဟာမဟုတ်ဘူးဒါလွဲနေပြီကျွန်တော်ဆိုဘလို့ကျမဆိုဘလို့အကုန်လုံးကကလေးအမေတွေအဖေတွေပါတာပဲမန်နေဂျာလေပဲတွေလေကလေးငယ်တွေပဲအဲ့ကမှသူကလေးနဲ့ဖြစ်တော့မှသူ့ကိုလည်းစုတာပေါ့တချို့ကလည်းမင်းပတ်စံနဲ့ဝယ်လို့မရအောင်နော်ပြီးမှနောင်တရမယ်နော်အဲ့ခါမှလုံးဝချင်းဖြစ်သွားပြီအခုဆိုနော်ကလေးတောက်တယောက်လည်းထက်ရတယ်အမြဲပြောတယ်တီချက်ကျေးဇူးကြောင့် work life balance ဖြစ်သွားတာတီချက်တော့သူ့အတွက်ပြောတာမဟုတ်ကလေးငယ်လေးတွေအရန်တနာစရာကောင်းတယ်သူတို့ကမပြောလည်းမပြောတတ်ဘူးမပြောနိုင်ဘူးဒါပေမဲ့သူတို့မှာမျောလင်းချက်တွေရှိအဲ့တော့ကိုဒီ work life balance problem တွေကိုက work ကိုလည်း focus လုပ်ပါဒါပေမဲ့ life ကိုလည်းမမေ့နဲ့မင်းကအိမ်အောင်တယ်လားအဲ့ဒါဆိုအိမ်အောင်ဘက်အတွက်တာဝန်ရှိမင်းကကလေးမိပါလားမင်းကလေးတွေအတွက်တာဝန်ရှိမင်းမတက်ကျွေးရမိပါရှိလားမင်းမတာဝန်ရှိဒါပေမဲ့ limit ထားရမယ်နော်ပြောချင်တာ overtime နေလို့ဖို့ပြောတာမဟုတ်ဘူးမင်းဘယ်လောက်အချိန်ပေးမှလဲဘယ်လိုအချိန်ပေးမှလဲဆိုတဲ့ဟာမျိုးလေးတွေရှိပါတယ်ဒါတွေပြန်ရွေးချယ်မှာပြီးရင်တော့အကူပေါ့ supporter ပေါ့ကိုယ့်ရဲ့လှုပ်ဖို့ကိုင်ဘက်တော့၎င်းတငယ်ချင်းတွေတော့၎င်းကိုချစ်ရတဲ့သူတွေတော့၎င်းကိုယ့်ရဲ့ကောင်းရာကောင်းကျိုးလိုလားတဲ့သူတွေနဲ့တော့၎င်းစကားတွေပြောရမယ်ခံစားချက်တွေမျှဝေရမယ်အဲ့ဒီအခါမှာငါတို့ကငါတယောက်တည်းမဟုတ်ဘူးငါ့ကိုချစ်တဲ့လူတွေရှိတယ်ဆိုရင် feeling ဟာဘန်းအောက်ဖြစ်မဲ့ condition ကနေနောက်ဆုတ်စေဒါကြောင့်တယောက်တည်းမနေနဲ့လူဆိုတာတယောက်တည်းနေတဲ့အမျိုးမဟုတ် no man is an island မင်းကကျွန်းမဟုတ်မိတ်ဆွေကောင်းတွေရှာထားပါကိုလည်းမိတ်ဆွေကောင်းဖြစ်ပါနှလုံးသားတကားဖွင့်ထားပေးပါအဲ့တော့အလုတ်ရှာတဲ့အခါမှာလေဝန်ထမ်းဘက်ကိုကြည့်တဲ့အလုတ်တွေရှာပေးအလုတ်တန်းမရအောင်နော်ဒါပေမဲ့တို့အဲ့ interview တွေသွားတော့တချို့အလုတ်တွေကလေးခေါ်ခဲ့လို့ရဒါဆိုရင်မင်းဟာကလေးထိန်ပြီးတော့ပဲအိမ်မှာခွေနေစရာမလိုတချို့အလုပ်တွေကကိုယ့်ရဲ့ life ကိုပါတမို့ထားအဲ့တော့ဒါတွေဟာလုပ်ငန်းရှာတဲ့အခါမှာလေဒါမျိုးတွေကြည့်ဖို့လိုအပ်တယ်နော်လိုအပ်တဲ့အချိန်မှာကလေးကြည့်သွားရင်တော့မလိုတော့ဘူးပေါ့လေနောက်တစ်ခါတက်တောင့်တက်တာအနားယူတဲ့ activity တွေ join မှာအဲ့တော့ကိုယ်စိတ်ဖိစီးမှုလျော့နေစေတဲ့အရာဘာတွေရှိလဲလမ်းလျှောက်တာလားခုနလိုပတ်မဲ့လေးတွေစိုက်တာလားတချို့တွေဆိုခွေးလေးကြောင်လေးတွေမွေးထားတာလားသူတို့ချစ်ခင်နေရတာနဲ့တက်တောင့်တက်တာဖြစ်စေတာမျိုးယောဂဆော့မှာလားတရားထိုင်မှာလားထိုက်ကြည့်လို့အားကစားတွေဆော့မှာလားအသက်ဝဝရှူသွင်းပြီးစိတ်တင်းကျပ်မှုတွေရှော့ချမှာလားဒါတက်တောင့်တက်တာပေါ့နော်ခရီးထွက်မှာလားကိုကြိုက်တဲ့နေရာတွေသွားမှာလားဆိုတဲ့အရာတချို့ realization တွေကအရန်ကိုရိုးရှင်းမှာတို့မန္တလေးလိုအမျိုးဆိုလက်ဖိတ်ဆိုင်သွားပြီးတော့
အေးအားနဲ့ဘာရဲ့လည်းမဟုတ်ဘာတမိုးတွေမှလည်းမရှိဘူးဟိုရင်တော့ဘလို့ဘသူကဘလို့ရှောက်ရည်စရာတွေပြောပြန်လဲလာရောစိတ်ထဲမှာတင်းကျပ်တဲ့ဘာမှမရှိတော့ဘလောက်ကောင်းတော့ဆိုတော့နှလုံးသားတကားလေးကိုဖွင့်ထားဖို့လိုပါတယ်တော့ကိုယ့်အတွက်တက်တောင့်တက်စာဖြစ်စေတာဘာလဲဆိုတာလေသိဖို့လိုပါတော့ဘာလေ့ကျင့်ငန်းလုပ်ပါဒီခန္ဓာကိုယ်မှာအကျော်အချင်အသွေးအသားတွေနဲ့တိဆောက်တာသူကအောက်ဆီဂျင်လိုတယ်အဲ့ဒီနေရာတိုင်းမှာအောက်ဆီဂျင်လိုဒါပေမဲ့ငါတို့ကထိုင်တာတွေများတယ်တက်တောင့်တက်တာဖြစ်တာများတယ် TV ကြည့်တာများတယ်ဖုန်းသုံးတာများတယ်အဲ့ဒီခါမှာခန္ဓာကိုယ်ကြီးက freeze ဖြစ်လာသွေးလက်ပတ်မှုမရှိအဲ့ဒီအခါမျိုးတွေမှာလေကော်တီဇုန်းဟော်မုန်းဆိုတဲ့ stress ဟော်မုန်းတွေပိုထွက်ပါတယ်ကြိုက်ခဲမှုတွေညောင်းညောင်းမှုဖြစ်တယ်အဲ့တော့အကျိုးချင်နေစန့်ဖို့လိုတယ်သွေးလက်ပတ်မှုအားကောင်းမှုလိုတယ်အဲ့မှာလေတယောက်နဲ့တယောက်ကလှုပ်တဲ့ကြိုက်တဲ့အားကစားပုံစံနဲ့မတူဘူးတချို့ဘောက်ဆင်ထိုးအားကြိုက်တယ်တချို့လမ်းလျှောက်ရကြိုက်တယ်အမျိုးစုံပေါ့နော်အဲ့တော့ဒီချက်ဆိုလဲဂျင်ဆော့ရတာကြိုက်တယ်အရင်တော့ပိန်းကိုကြိုက်တယ်ဒါပေမဲ့အခုနောက်ပိုင်းကျတော့ယောဂကိုပိုကြိုက်တယ် trainer ကောင်းကောင်းလုပ်ဖို့လိုတယ်ပေါ်ချောင်ကောင်းမရပါဘူးပေါ်ချောင်ကောင်းလုံးဝမရအောင်အဲ့တော့ TV တွေကြည့်ပြီးလောက်တာတော့ဘာလို့ဟာကိုယ့်ရဲ့ personal trainer ခေါ်ပြီးလောက်တာနဲ့မတူပါဘူး personal trainer ကကိုယ်ခန္ဓာကိုယ်ရဲ့အလေးချိန်ဖွဲ့စည်းပုံကိုယ့်ရဲ့ခါယိုးဟာဘယ်လိုမျိုးတင်းပဆုံယိုးဟာဘယ်လိုမျိုးပခုံးဟာဘယ်လိုမျိုးအဲ့ဒီပုံမှာမူတည်ပြီးဘယ်လေးကျင်ငန်းကိုလှုပ်တဲ့နာမျိုးဒါမျိုးတွေကိုသွားပါအဲ့တော့ဒါတွေဟာကိုနဲ့ဘယ်ဟာတင့်တော်တာလဲဆိုတာကိုမမကင်ကင်ရွေးချယ်ဖို့လိုပါတယ်ပြီးရင်နဲ့ကြိုက်အိပ်ပါပေါ့နော်အဲ့တော့လုံလောက်တဲ့အိပ်ဆက်ခြင်းမင်းရဲ့ကျန်းမာရေးကိုအထောက်အကူဖြစ်တယ်ဒါပေမဲ့အဲ့ဒီအိပ်တဲ့အခါမှာလေတက်တောင့်တက်တာအိပ်လို့ရတဲ့ခဒင်းခေါင်းအုံးတက်ရတန်ရှင်းမှုအခန်းအနံ့အသက်စိတ်လုံခြုံမှုဒါတွေကလည်းအင်တန်ရေးကြည့်ပါတယ်တွေ့ရနေမှာကောက်အိတ်လိုက်တာမျိုးဆိုပါဘောပဲပြုတ်သွားတာပဲရုပ်တဲ့ကြည့်တော့ပေါ့ပါပဲတခါတလေကကိစ္စမရှိဘူးဒါပေမဲ့မင်းကိုတမိုးထားရဲ့လားမင်းကိုဂယုဆိုင်ရဲ့လားတိချာပြင်ဆင်ရဲ့လားပေါ့နော်နောက်တစ်ခါတော့ mindfulness ပါ body mind spirit align ဖြစ်အောင်ကိုယ့်ရဲ့ခန္ဓာကိုယ်အတွင်းကိုပြန်ကြည့်တယ်အသက်ကိုဖြည်းဖြည်းချင်းရှူသွင်းလိုက်တယ်ဝင်လာတယ်နှာခေါင်းလေပင်အဆုပ်ချက်တိုင်းတစ်ခုလုံးကိုပြန့်သွားတယ်ပြီးရင်အသက်ရှည်ပြန်ရှူထုတ်လိုက်တယ်။အိုးခန္ဓာကိုယ်ထဲမှာဝင်လာတယ်ထွက်သွားတယ်ပြန့်နှံ့တယ်အဲ့တော့အဲ့လိုလေးပြစ္ဆုတ်ပန်တက်တက်လေးမှာနေလိုက်ရင်ကိုလေးပြန်သိတယ်။ဒါမဲ့အဲ့ဟာတွေကသူ့ဟာသူပါလာမဟုတ်အချိန်ပေးရတယ်ဂယုစိုက်ပြီးတိချာလောက်ရတယ်တတိယအင်တန်အရေးကြီးပါအဲ့တော့ဒီတိတ်မကြသေးခင်ပေါ့နော်တို့ရဲ့မန်တာကိုတော့ခရော့တော့ဆရာဆုံးမလိုက်တယ်လက်ချောင်းလေးပြလူမာတဲ့ဟောဒီအလေကောင်ကတတိယထိန်းတာဒီဘက်ကပညာဒီဘက်ကတရားအဲ့တော့ကိုယ့်ရဲ့တရားတရားကိုပညာထိန်းနေတဲ့နောက်ဝရိယကိုတမာတိယထိန်းနေအဲ့တော့အဲ့မှာတို့တေချာမှတ်မိလိုက်တဲ့ဟာတော့နှစ်ခုပေါ့တတိရဲ့တမာတိအဲတို့လည်းအာနေတယ်လို့ပြောလိုက်စိတ်မငြိမ်ဘူးပေါ့အဲ့တော့အဲ့ဒီတမာတိအာနေလူကပေမန်းရတယ်တမာတိအထူထောင်ရတာရှင်းလေးပဲဘာလို့ခံလိုက်တာတရားထိုင်ခိုင်းလိုက်ဟုတ်တယ်9မိနစ်လောက်ကိုငြိမ်မထိုင်နိုင်10မိနစ်လောက်15မိနစ်လောက်ဆိုမလေးတော်ကိုကြာနေအဲ့ခါမှာတမာတိအားနေတာတမာတိအားနေခုနဝရိယကို control မလုပ်တဲ့နာရီရောမလုပ်နိုင်တာရောလွန်ကဲ over တင်းနေရောကိုမနာတာတွေရောဒါမျိုးတွေဖြစ်လာကိုကောင်းစွာမဆောက်ရှောက်ဒါကြောင့်မလို့တတိရဲ့တမာတိရဲ့ချိတ်ဆက်မိဖို့ဆိုရင်တရားထိုင်ဖို့လိုတယ်အဲ့ဒါ stress တွေကိုလည်းညော့နေစေအဲ့တော့ကိုချစ်တာကိုဂရုစိုက်တာဟာအားနည်းမှုမဟုတ်ပါဘူးမင်းရဲ့ဘဝအောင်မြင်မှုကြာရှည်ဖို့ပဲဖြစ်ပါ
ဘဝအောင်မြင်မှုဆိုတာဘာလဲသိလားအသက်ရှင်တာကိုပြောတာကိုယ့်ရဲ့ကိုခရုမဆိုင်တာကိုအသက်တော်အောင်ကိုပြည့်ပြည့်ဝဝမရှင်တန်အောင်ကိုလောက်တာပဲအသက်တော်ရှင်နေရဲ့ကျမကြီးမကောင်းမှုဆိုလေဒါပျော်ပျော်ရွှင်ရွှင်ပြည့်ပြည့်ဝဝမနေထိုင်ရတာပဲအဲ့တော့အသက်ရှင်ခြင်းနဲ့ပြည့်ပြည့်ဝဝအသက်ရှည်ခြင်းနဲ့ဆိုနော်ကိုဂရုစိုက်ရမယ်ခံစားချက်တွေစိတ်တွေခန္ဓာကိုယ်တွေကိုကကျမ်းမာနေမှာကိုချစ်တဲ့လူတွေကိုအပြန်အလှန်စောင့်ရှောက်နိုင်မှာဖြစ်တယ်ကျမ်းမာမှုမျှတတဲ့စိတ်အတွေးတွေပေါ့နော်ရှေ့မှာလည်းပြောခဲ့ဘန်းနောက်တွေဖြစ်သွားရင်ကိုလည်းစိတ်မရှိဘယ်သူမှလည်းကြည့်မြောက်ဘယ်သူတွေ့မှလည်းမကောင်းဘူးဒါကြောင့်မလို့ကိုယ့်ရဲ့ရှင်သန်မှုအတွက်ကျေးဇူးတင်မှာကိုယ်ရှင်သန်မှုမှာထောက်ပံ့ကူညီတဲ့အရာအလုံးကိုကျေးဇူးတင်လူတွေကရနေကြရင်ရပိုင်ခွင့်လို့ပဲထင်ကိုချက်ပြုတ်ကျွေးမွေးတော့ကိုဝတ်ဖို့လျှော်ဖို့ပေးတော့ကိုလုံးချုံသွားဖို့လာဖို့စီစဉ်ပေးတော့ဆရှိသဖြင့်အဲ့လူတွေအကုန်လုံးကကိုတွေ့ကျေးဇူးတင်စရာပဲဖြစ်တယ်နော်အဲ့တော့အကုန်လုံးလည်းဒီ seminar လေးကောက်မအကျိုးရှိဖြစ်မြောက်ဖို့တက်ရောက်ပေးတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဒီ seminar လေးကကိုတွေ့အကျိုးရှိခဲ့မယ်ဆိုရင်ကိုချစ်တဲ့လူတွေရောအခုလိုစိတ်ပိုင်းဆိုင်ရာခံစားမှုပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတွေမှာဖြစ်တယ်လို့မနေဘဲနဲ့ဂရုစိုက်ဖို့တမိုးထားဖို့အလောက်ကောဘဝရောမြတ်တနေထိုင်ဖို့ဘာလို့လဲဆိုကျမတို့ကဒီဘဝကဒီတစ်ခါပဲရမှာလေဥပမာကျမကတိတ်ဆုံးသွားပြီဆိုပါစို့လူပြန်ဖြစ်တယ်ပဲဆိုပါစို့ဒေါ်စနီဝင်းဆိုတာမဖြစ်တော့ဒေါ်စနီဝင်းဆိုတာဒီဘဝဒီတစ်ခါပဲဒီလူတွေနဲ့ဒီလိုတွေ့ရတာဒါပဲရှိအဲ့တော့အယံကိုတမိုးထားဖို့ထိုက်တယ်မှာကိုမိသားစုကိုချစ်တဲ့လူတွေကိုတငယ်ချင်းတွေအခုကိုဆိုတဲ့ယက်တိမှုတွေကိုရဲ့အိမ်နောင်ဘက်တွေဒါတွေကနှစ်ခါပြန်မရအောင်နှစ်ခါပြန်မတွေ့ရအောင်ဒါကြောင့်မလို့တမိုးထားဖို့တိုက်တွန်းရင်းနဲ့ဆီမီနာလေးကိုနှိကုံချုပ်ပါတယ်နော် ဒီတမလေးတစ်ချက် ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ဆရာ ပါဆရာ ကျေးဇူးတင်ပါတယ်ဒီချေ ကျေးဇူးတင်ပါတယ်ဆရာ ကျေးဇူးတင်ပါတယ်ဒီချေကျေးဇူးတင်ပါတယ်ဒီချေ ကျေးဇူးတင်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်လာရမကောင်းတော့ပါမမြင်ကျေးဇူးတင်ပါတယ်recorded ပြင်တင်ပေးတယ်နော် recorded ပြင်တင်ပေးတယ် ရန်ဟိုအကျိုးရှိ